ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့မိသားစုဝင်များငွေကြေးနဲ့ဆိုင်တဲ့နီလန်းတွေကိုဖျားပြောလာတဲ့အခါမှာကိုယ်အုံနောက်ကနားမလဲတော့လဲနားထောင်ရတယ်ဒါဆိုကျမတို့ယုံကြည်သူဖြစ်လျက်နဲ့ခဏငွေကြေးတွေအလိန်ခံရတယ်ခဏငွေကြေးတွေဆုံးရှုံးတယ်ဟိုစုထားသမျှအရာအားလုံးလည်းအဖက်မတင်ရတဲ့အဓိကအကြောင်းရင်းကဘာကြောင့်လဲဆိုတော့တည့်ရဲ့ငွေကြေးကိုဖျားရဲ့နီလန်းထဲမှာတင်အသုံးမပြုသေးလို့ဖြစ်ပါတယ်ပြင်ဆင်တဲ့နီးလဲမှန်ပါတယ်ဖျားရှိစေခြင်းတဲ့နေရာလဲမှန်ပါတယ်ဒါပေမဲ့တခါတလေဖျားကအဲ့ဒီအရာထဲမှာပဲတကားပိတ်လိုက်တဲ့အရာတွေရှိပါတယ်အဲ့လိုတကားပိတ်လာပြီဆိုတတိယစေခြင်းနဲ့ဖျားကတင့်ကိုနောက်ထပ်တကားတစ်ချက်ကိုရှာဖို့ရန်အတွက်နောက်ထပ်နေရာအသက်ကိုပို့ဖို့ရန်အတွက်ဖျားပြင်ဆင်တာဖြစ်တယ်တကားတစ်ချက်ပိတ်သွားရင်နောက်ထပ်ဖွင့်ထားတဲ့တကားတစ်ချက်ကိုမျှော်လင့်တရတယ်တချို့တွေကတကားတစ်ချက်ပိတ်သွားပြီဆိုအဲ့တကားအရှိမှာပဲပွင့်လာတော့မလားဆိုပြီးတော့မှထိုင်ဆုတောင်းနေတဲ့တစ်ဖွဲရှိတယ်ဖျားသခင်အဲ့ဒီတကားကိုဖွင့်ပေးပါဘုရားကမဟုတ်ဘူးငါကဟိုဘက်မှာတကားဖွင့်ထားတယ်ဒါကြောင့်မလို့တစုံတယောက်တော့သူရဲ့အသက်တာထဲမှာစီးပွားရေးနဲ့ဆိုင်တဲ့အရာငွေကြေးနဲ့ဆိုင်တဲ့အရာအခက်အခဲပြဿနာတွေ့လာပြီဆိုသူဖျားနဲ့မမှန်လို့ဒီလိုဖြစ်တာလို့ equation ချလို့မရဘူးကိုယ့်အတွက်ပိတ်သွားတဲ့တကားတွေကိုမြင်ရလို့စိတ်တက်ကြဖို့မဟုတ်ဘူးမျောလင်းချက်မဲ့နေဖို့မဟုတ်ဘူးဖျားသခင်ကနောက်တဲ့တကားတွေကိုတင့်အတွက်ဖွင့်ထားတယ်ဆိုတဲ့အရာကိုယုံကြည်ပြီးတော့မှဖျားသခင်ပြမယ်တကားကိုကျမတို့ဝင်ဖို့ရန်အတွက်အရေးကြီးဒါကြောင့်တကားတစ်ချက်ပိတ်လာတဲ့အခါမှာကိုစူးစမ်းလို့လှုပ်ယူလို့မရတဲ့အခါမှာအဲ့ဒါကိုဆက်လုပ်ဖို့ရန်အတွက်မစင်စားပါနဲ့နောက်တဲ့တကားတစ်ချက်ရှိတယ်ဆိုတဲ့အရာကိုသတိရပါဖျားသခင်ကသူ့ရဲ့သားသမီးတွေအတွက်တကားတွေကိုတစ်ချက်ပြီးတစ်ချက်ဖွင့်ပေးတော့ဖျားရှင်ဖြစ်တယ်ထိုင်ပြီးစိတ်သက်ချမနေနဲ့ထိုင်ပြီးဝမ်းနေမနေထိုင်ပြီးတော့စင်စားပြီးတော့ကိုအပြစ်တင်မနေနဲ့တည့်ရထဲထဲမှာတင်ယူခဲ့တဲ့ပညာရေးကလှုပ်ဖွင့်တယ်မဖြစ်နိုင်တော့လေဖျားသခင်လှုပ်ရဲ့လေးတန်းဆောင်ဘက်အောင်ထားတဲ့သူတော်မှကုမ္ပဏီပိုင်ရှင်တွေဖြစ်သွားသေးတာပဲဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲရှိတဲ့အရာကနည်းနည်းလေးပဲရှိတာဖျားသခင်ငါတို့ကိုမုံငါးလုံးနဲ့ငါးနှကောင်လိုမျိုးအချင်းနဲ့စပေးပေမဲ့လည်းဖျားသခင်ကအဲ့ဒီထဲထဲကနေလှပခြင်းအဲ့ဒီထဲထဲကနေတိုးပွားခြင်းအဲ့ဒီထဲထဲကနေပြောင်းလဲခြင်းနဲ့ဖျားလုံနိုင်တဲ့ဆိုတဲ့အရာကိုကျမတို့ယုံကြည်ခြင်းနဲ့ဆုတောင်းတဲ့အခါမှာဖျားသခင်လမ်းဖွင့်ပေးတယ်ဖျားသခင်တင့်ကိုပေးထားတဲ့တိတိလေးဖြစ်နေရင်တော့မှဝမ်းမြောက်ခြင်းနဲ့လှုပ်လိုက်ပါဒါကြောင့်တင်လိုနေတဲ့ဆိုတဲ့အရာတင်မသိတဲ့အချိန်မှာပဲတင့်ကောင်းခင်ဖခင်မှာအကုန်ပြင်ဆင်ထားတဲ့ဆိုတဲ့အရာကိုတတိယလိုက်ရှိတဲ့အရာအပေါ်မှာဂျေဇုတော်ချီးမွမ်းပါဂျေဇုချီးမွမ်းတဲ့အခါမှာကျွန်တော်တို့အသက်တာတွေမှာတာ၍များသောဂျေဇုတော်ကိုခံစားရကြအကြောင်းရှိတယ်